ဘလို့ကြီးရောဒီလိုက်ကျွတ်ကခါနိုင်နေဆိုင်စရာတော့ငွေနဲ့ပတ်သက်ရင်ကုန်းတယ်သူကကုန်းမီးလာဝင်ဟုတ်ဘာကြီးအောင်တန်းနဲ့မီးလာဝင်ကဲအသက်ရှည်ကျမ်းပါပါပြီဗျာယူလာစိတ်နဲ့တထင်းနဲ့ဟုတ်ရတယ်စိတ်နဲ့တထင်းနဲ့ကျုပ်တို့ဘုံမှာဘာမှပါပါမလားပါတာဘောပဲနဲ့ဝမ်းချေနော်လေပင်းရနေအဲ့ဒါဝဲပေါက်ချင်တို့ရဲတော့စောင်းနော်ခုကစားပြီးကျွန်တော်ဆိုင်းကိုချိန်နဲ့ပြီးမှဖြစ်ပါရဲ့နော်လူတွေကလူမှလည်းခုံပြီးပါပြီကဲတော့ပေးသမျှအေးစစ်စစ်လေးနားထောင်ဒါပေမဲ့တနားထိုးရင်တော့လက်ထိတ်မထွက်အောင်နော်ကျွန်တော်လည်းဖယ်ကြပါဖေးကိုလည်းဖယ်ကြပါဆိုဟောလာခုနော်ရှေ့ကြည့်ပါလူကလေးကsorry နော် sorry မဟုတ်ဘူး7 နာရီကျော်နေပြီကြီးရလေအေးဆန္ဒတွေဇောလိုက်ရင်လားသူ့အချိန်ကြရင်ဖြစ်ပါတယ်ဟုတ်ကျေးဇူးပါတော့ပုံမှန်တယောက်တစ်ပေါင်းပါပဲဒါလောင်းပါကြားတော့အားတောင်အားနာဒီတကားတော့တို့ရီမန်းချက်ရော့သွားပြီဒီနောက်တကဆိုင်းရှိရဖြတ်မရှောင်းနဲ့နော်ငါဝါနဲ့ထုပါပါတယ်ဘယ်ပါတယ်ဟာဟောအဲ့ဒါကမလာခဲ့နဲ့နော်နေဦးဘလို့ကြီးရောမဟုတ်တော့အဲ့ဒီနားနဲ့စောင့်ကြည့်တာအဲ့ကလေးမှလာငါပြောတာ
ပါလေခေတ်ကအရင်လိုမဟုတ်တော့ဘူးနော်နေ့နေ့ညပြောက်ဖြစ်နေတဲ့အတွက်အန်ဒီရီချားထဲမှာနေကြရတာကိုကျမ်းမာရေးနဲ့အသက်ရှင်ဖို့အရေးကြီးတယ်ဒါကြောင့်မလို့အိယာဝင်တဲ့အချိန်မှာဖုန်းကြီးကိုင်းပြီးအာမကုံမချင်းကြည့်ပြီးတော့အိပ်ပျော်သွားမယ့်အစားအိယာဝင်တဲ့အချိန်မှာဖရာတရားလေးလုပ်ပြီးဗရီးလေးစိတ်ပြီးတရဏဂုံတီးပြီးတော့ကုသိုလ်ကောင်းမှုလေးတွေနဲ့အိတ်ချကုသိုလ်ကောင်းမှုလေးနဲ့မနက်အာယုံလင်းတဲ့အချိန်မှာကြီးကြီးလင်းလင်းနိုးထားကြပါလို့တိုက်တွန်းရေးဇလင်းကကျေးဇူးရှင်တွေအတွက်အင်္ဂလိပ်ကင်းအောင်ခွန်တော်ညီကိုတွေကဒီဒီချင်းလေးနဲ့ဂါရဘပြပါတယ်ဗလာဆိုင်လို့လည်းနားဆင်ပေးပါခင်ဗျာဒီလိုအတန်ကြားရပါလိမ့်မယ်ကြောက်ခွန်တော်ယနေ့ညဆိုင်လာပြီးတော့နားထောင်ကြတဲ့တို့အမများတို့နှမများစကားလေးတစ်ခုလောက်တော့ကျွန်တော်လက်ဆောင်ပေးမယ်နော်နေတိုင်းမှာစိတ်အလိုရဲ့ဆန္ဒကိုလိုက်ပြီးတော့ငါလှဖို့ငါတော်ဖို့ငါတက်ဖို့ငါဒီဟူတော့မာမာနာတွေနဲ့တနေကုန်တနေကန်ရှင်သမ်းမနေပါနဲ့တဲ့ကို့နောက်ကိုအရေးတပွဲလိုက်မဲ့အရေးတစ်ခုတော့လှုပ်ဘာလုပ်ရမလဲညအိယာဝင်ကန်နေလေးမှာအရဟံဂုံတော်လေးကိုပွားများပြီးအိတ်ဆက်ကြစမ်းပါလို့သားခွန်တော်မင်္ဂလာဆိုင်တော်ဘက်ကဒီသေးတချင်းလေးနဲ့ဗလာဆိုင်လေးလို့သတိပေးပြရစီဗျာဟိုက်ကောင်းနေရမဟုတ်တာကိုမလုပ်ဘူးသူများဒုက္ခရောက်မဲ့အလုပ်ကိုမဆဲစားဘူးကိုယ်တိုင်လည်းဒုက္ခရောက်မခံဘူးအဲ့တော့အဲ့လိုကုသိုလ်ကောင်းမှုတွေနဲ့နေတဲ့သူတော်ကောင်းတွေဟာဘယ်တော့အခါမှပူပင်တော့ကစိတ်ဆင်းရဲဒုက္ခဆိုတာမတွေ့ရဘူးဒီနေ့လူတွေလူတွေကဦးမင်းစော်တို့မိသားစုတွေလူနေတန်းနေဒါနာပြုနေကောင်းတာတွေလုပ်နေကြတာဖြစ်တဲ့အတွက်သူတော်ကောင်းအလုပ်ပါတော်တဲ့ကိုထွက်သစ်ပင်တွေအောက်မှာထိုင်မှတရားလို့ပေါ့ဘူးအိတ်နေရင်ထိုင်နေရင်သွားနေလာနေနေလေရပါတယ်လို့သတိပေးရင်ဗလာဆိုင်လို့ပြိသက်ကိုကာရဘပြုပေးရစေနားဆင်ပါဗျာ